Taylor Swift ရဲ့အိမ်နားမှာလူရိုးတွေတွေ့လို့ဒေသခံတွေထိတ်လန့်နေမင်္ဂလာပါရှင်။ အမေရိကန်နိုင်ငံရိုပြည်နယ်မှာရှိတဲ့ကမ္ဘာကျော်အဆိုတော် Taylor Swift ရဲ့ဆိုင်နားမှာလူရိုးတွေတွေ့ရှိခဲ့တယ်လို့အမေရိကန်ရဲတပ်ဖွဲ့ကကြေညာခဲ့ပါတယ်။လူရိုးတွေကိုတော့ Taylor Swift ရဲ့ Road ကျွန်းဆိုင်ကြီးကနေ90 မီတာအကွာမှာတွေ့ရှိခဲ့ကြတာပါ။ပြီးခဲ့တဲ့မေလ14ရက်နေ့ကဒေသခံတွေကလူရိုးတွေကိုတွေ့လို့ရဲကိုအကြောင်းကြားခဲ့ကြပါတယ်။ရဲတွေရောက်လာပြီးစစ်ဆေးတဲ့အချိန်မှာတော့ခြေထောက်အရိုးတွေကိုတွေ့ရှိခဲ့တာဖြစ်ပြီးတန်တရားဖြစ်စရာတရားခံမရှိသေးဘူးလို့သိရပါတယ်။ဒေသခံတွေကတော့အနီးနားမှာကွင်းဆက်လူသက်သမားရှိနေလိမ့်မယ်ဆိုပြီးစိုးရိမ်ထိတ်လန့်နေကြပါတယ်။ရှာတွေ့ခဲ့တဲ့အရိုးတွေကိုတော့ Road ပြည်နယ်ကဆေးရုံမှာစစ်ဆေးဖို့ယူဆောင်သွားခဲ့ပါပြီ။ Taylor Swift ကဒီဆိုင်ကို2013ခုနှစ်ကဝယ်ယူခဲ့တာပါ။အဲ့ဒီအိမ်မှာနေပြီးတဲ့က Taylor Swift ဟာစိတ်နှောက်ယှက်ခဏဖြစ်ရတယ်လို့မီဒီယာတွေကိုထုတ်ပြောလာပါတယ်။တခါတော့ကတခိုးတယောက်ကသူ့အိမ်ကိုဖောက်ထွင်းမှုကြံစီနေတာကိုဖမ်းဆီးနိုင်ခဲ့တယ်လို့တခါတော့ကလည်းဘယ်ကမှမသိတဲ့လူတယောက်ကအိမ်ထဲအထိကျူးကျော်ဝင်ရောက်လာလို့ရဲတွေကဖမ်းဆီးခဲ့ရပါသေးတယ်။အခုလေသူ့အိမ်နာကမီတာ90အကွာမှာလူရိုးတွေတွေ့ခဲ့လို့ကွင်းဆက်လူသက်သမားရှိနေမှာကိုစိုးရိမ်ပြီး Taylor Swift ကတော့ဒီအိမ်ကြီးမှာဆက်မနေချင်တော့ဘူးလို့ပြောပါတယ်။သူမနေထိုင်တဲ့နေရာကတော့ပြည်နယ်တစ်ခုလုံးပေါင်းမှာဧရိယာမိုင်1000ကျော်ပဲရှိတာမို့သေးသေးလေးပါ။ဒါပေမဲ့ပင်လယ်ကမ်းရိုးတန်းဖြစ်တာမို့ဈေးအရန်ကြီးပြီးနေထိုင်သူတွေထဲမှာ80%ကလူချမ်းသာတထေးတွေဖြစ်ပါတယ်။လူကုန်တန်းတထေးတွေပဲဝယ်ယူနေထိုင်နိုင်တဲ့ဒီလိုနေရာမျိုးမှာအခုလိုလူရိုးတွေတွေ့ခဲ့တာကကြောက်စရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်လာပါတယ်။